မိတ်ဆွေကူကျွန်တော်ပြောပြမှာကမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်အပီးထိနားထောင်သွားစေချင်ပါတယ်သူတစ်ပါး၏အဖြစ်ကိုမျှော်၍ဝေဖန်ခြင်းဖြင့်စိတ်အေးချမ်းမှုမရနိုင်ပါမိမိ၏စိတ်ကိုတည်နေပြီးအကုသိုလ်တရားမကောင်းသောအတွေးများကင်းကာကုသိုလ်တရားကောင်းသောစိတ်အလေးထားများကိုပွားများခြင်းဖြင့်သာလူဖွဲ့စည်းငြိမ်းချမ်းလာမည်တသူတစ်ပါး၏အဖြစ်ကိုဝေဖန်ခြင်းပြဿနာလူတိုင်းတွင်အားနည်းချက်အမှားယွင်းများရှိတတ်ပါသည်အကယ်၍ကြာနုပြတို့ကသူများ၏အဖြစ်ကိုသာရှာဖွေ၍ဝေဖန်နေပါကစိတ်ထဲတွင်အငင်းပွားမှုမနာလိုမှုဒေါသစသည့်အကုသိုလ်တရားများပွားများလာမည်ဤသို့ဖြင့်မိမိကိုယ်တိုင်စိတ်မငြိမ်းချမ်းနိုင်သလိုလူမှုဆက်ဆံရေးတွင်လည်းပဋိပက္ခများဖြစ်ပေါ်စေနိုင်သည်နှင့်မိမိစိတ်ကိုသိမြင်ခြင်းသတိထားခြင်းမိမိစိတ်ကိုကြည်ခြင်းဆိုသည်မှာမိမိ၏အတွေးများစိတ်လိုများကိုသတိပြုလေ့လာခြင်းဖြစ်သည်ဥပမာငါဒေါသဖြစ်နေပြီလားဤအတွေးသည်ကိုနှင့်သူအတွက်အကျိုးရှိမရှိဟုမေးခွန်းထုတ်ခြင်းအကုသိုလ်တရားရှောင်ရှားခြင်းအကုသိုလ်တရားဆိုသည်မှာဒေါသလောဘမောက်မာမှုမနာလိုမှုစသည့်စိတ်ဆိုးရွက်စေသောအလေးထားများဖြစ်သည်ဤတရားများပေါ်လာပါကချက်ချင်းသတိထား၍စိတ်ကိုပြန်လည်ထိန်းသိမ်းရမည်ဥပမာသူတစ်ပါးအမှားကိုမြင်ရင်သူ့ကိုဝေဖန်ခြင်းစိတ်ဖြစ်လာပါကငါကိုယ်တိုင်အမှားလုပ်ဖူးသည်ကိုသတိရပါဟုကိုချင်းစာတရားဖြင့်ထိန်းခြင်းလေးကုသိုလ်တရားပွားများခြင်းကုသိုလ်တရားဆိုသည်မှာမေတ္တာကရုဏာစေတနာကောင်းသည်းခံမှုစသည့်စိတ်နှလုံးသားရစေသောအလေးထားများဖြစ်သည်ဥပမာသူတစ်ပါးအားနားလည်ပေးခြင်းအမှားကိုခွင့်လွှတ်ခြင်းကိုချင်းစာစိတ်ဖြင့်ပြုမှုခြင်းငါလူဖွဲ့စည်းသို့အကျိုးပြုခြင်းမိမိတဦးတည်းစိတ်ထားမြင့်မားပါကလူမှုပတ်ဝန်းကျင်တွင်အပြုသဘောဆောင်သောလှိုင်းတဦးဖြစ်ပေါ်စေနိုင်သည်ဥပမာမိမိ၏တည်ခံမှုကိုမြင်ရသူများအတူယူကာငြိမ်းချမ်းရေးကိုဖန်တီးလာနိုင်ခြင်းလက်တွေ့အသုံးချနည်းနေ့စဉ်လေ့ကျင့်ခြင်းတစ်နေ့တာ၌မိမိ၏စိတ်နှလုံးကို၃ကြိမ်ခန့်သတိထားပြီးယခုငါစိတ်ထဲတွင်ကုသိုလ်တရားရှိသလားအကုသိုလ်တရားရှိသလားဟုမေးခွန်းထုတ်ပါအမှားကိုသင်ခန်းစာအဖြစ်မြင်ခြင်းသူတစ်ပါး၏အပြစ်ကိုဝေဖန်မိအစားထိုမှားမှမိမိကိုယ်တိုင်သင်ယူနိုင်သောသင်ခန်းစာကိုရှာဖွေပါတရားဓမ္မအမြင်ဗုဒ္ဓဘာသာနှင့်ဆက်ဆက်၍ဗုဒ္ဓဘာသာတွင်အပရိတကားပိတ်ရန်ကုသိုလ်တရားပွားများပါဟုဆိုသည်မိမိ၏စိတ်ကိုစောင့်ကြည့်ခြင်းနှင့်ကောင်းမှုပြုခြင်းသည်ဘဝအတွက်စစ်မှန်သောငြိမ်းချမ်းရေးကိုဖန်တီးပေးနိုင်ကြောင်းဤစကားလုံးများကအလင်းပြနေပါသည်ဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အကောက်လေးအပ်ပြီးအသေးလေးတွေပေးသွားကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ